ကဘာပေါ်မှာလေရင်ပြန်ပေးဆွဲမှုပေါင်းအကြိမ်1000နီးပါးလောက်ရှိခဲ့ပါတယ်ပထမဆုံးမှတ်တမ်းတင်ခံရတဲ့လေရင်ပြန်ပေးဆွဲမှုကဖေဖော်ဝါရီလ21ရက်နေ့1932ခုနှစ်မှာဘီရူးနိုင်ငံမှာဖြစ်ခဲ့တာပါ Pan American Grace Airway Airmail Flight ကဘီရူးနိုင်ငံAkiba မြို့မှာဆင်းသက်လာတဲ့အချိန်လက်နက်ကင်တော်လှန်ရေးအဖွဲ့တွေကဒါလေရင်ကိုဝိုင်းပြီးတော့မှဖမ်းဆီးခဲ့ကြတာဖြစ်ပါတယ်သူတို့ဖမ်းဆီးရတဲ့အကြောင်းရင်းကတော့ဘီရူးမြို့ပေါ်ကိုသူတို့ဒီလေရင်နဲ့လက်ကမ်းစာဆောင်တွေကျဲချဖို့လေရင်ကိုသူတို့ကခဏဖမ်းထားတာပေါ့နော်အဲ့ဒီတော်လှန်ရေးအဖွဲ့တွေကဘီရူးသမရကိုသူတို့ဖြုတ်ချမဲ့အစီအစဉ်ကိုပြည်သူတွေရဲ့ထောက်ခံမှုရဖို့အတွက်လက်ကမ်းစာဆောင်တွေကိုလေရင်ပေါ်နဲ့ကျဲချချင်တာကြောင့်သူတို့ဖမ်းဆီးခဲ့တာဖြစ်ပါတယ်ဒါပေမဲ့လေရင်မှု Captain Byron Doug Rickard ကငင်းဆန်ခဲ့တာကြောင့်လေရင်မှု2ယောက်နဲ့စက်ပြင်ဆရာ1ယောက်စုစုပေါင်း3ယောက်ကိုသူတို့ဖမ်းဆီးပြီးတော့မှဒါမြို့ထဲမှာတော့ပေးသွားတယ်ထွတ်ထားပေးတယ်ပြီးတော့ရဲ့အနေငယ်ကြတော့ဒါပြည်ရင်အစိုးရရဲ့ကြားဝင်ညှိနှိုင်းမှုကြောင့်သူတို့ပြန်လွတ်ခဲ့ကြပါတယ်ဒီအကြောင်းတွေအသေးစိတ်ဗီဒီယိုကိုတော့ကြည့်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ channel ကို subscribe လုပ်ထားပေးပါမောင်စုမီဒီယာဖြစ်ပါတယ်ကျွန်တော် David ပါ